လူပင်ပန်းရတဲ့ရက်တွေရှိသလိုစိတ်ပင်ပန်းရတဲ့ရက်တွေလည်းရှိတယ်လူရောစိတ်ရောပင်ပန်းရတဲ့ရက်တွေလည်းရှိတာပေါ့ဖြစ်ချင်တဲ့စန္ဒတွေဘဝရှင်သန်ရေးအတွက်ရက်တည်မှုတွေနောက်မှာပြန်ငဲ့ကြည့်နေရတဲ့နက်နာတွေမရောက်သေးတဲ့အိမ်မက်ခီးတွေကြောင့်သာအာတင်ရင်မျိုးသိပ်ပြီးရှေ့ဆက်နေရတယ်အမြဲတမ်းဆင်ပြေနေတာမျိုးတော့ဘယ်ဟုတ်ပါမလဲအများရဲ့အမြင်မှာတော့သူ့ကိုကြည့်ရတာစိတ်ချမ်းသာလိုက်တာသူ့ကိုကြည့်ရတာအဆင်ပြေမဲ့ပုံပါပဲသူ့ကိုကြည့်ရတာပျော်နေတဲ့ပုံပါပဲလေတဲ့ကိုကလည်းအဲ့လိုစိတ်ညစ်စရာတွေရှိနေရင်တော့ကိုနားကလူတွေကိုကိုချစ်ရတဲ့သူတွေကိုအဆင်ပြေနေတယ်လို့ပဲထင်စေချင်တာလေကိုကြောင့်နဲ့ကိုချစ်ရတဲ့မိသားစုတွေကိုအပူတော့ကတွေထပ်မရောက်စေချင်ခဲ့ဘူးဒီလိုနဲ့နေသားကြလာတဲ့အခါစိတ်ပိုင်းဆိုင်ရာပြဿနာတွေတချို့အဆင်မပြေမှုတွေတချို့ခက်ခဲဒုက္ခတွေကိုလေကိုနီးကိုဟန်နေပဲတိတ်တဆိတ်ဖြည့်ရှင်းလိုက်တော့တယ်တကယ်တော့လူတိုင်းမှာနာကျင်ခဲ့ရတာတွေမျက်ရည်ဆက်ဆက်ကြပြီးမှရခဲ့တဲ့သင်ခန်းစာတွေရှိကြပါတယ်တေမာကြောက်လို့မုံဆိုးလက်ကလွတ်အောင်ပြေးရတဲ့သားကောင်တို့မတူညီတဲ့ပန်းနိုင်တွေစီပြေးနေကြရတဲ့သားကောင်တွေပါပဲကိုတို့ဟာလေကြားတဲ့ကောင်ရဲ့တက်ကွင်းတွေကနေအသက်နဲ့ရင်ပြီးပြေးနေရတဲ့တမင်ငယ်လူချစ်တစ်ချက်ချော်သွားတာနဲ့ပေးဆက်လိုက်ရမယ့်ရာအကြီးကြီးပါဒီတော့နာကျင်နေရင်တော့ဆက်ပြီးနာကျင်မနေတော့ပဲပင်ပန်းနေရင်တော့ပင်ပန်းနေလို့ညီးမနေတော့ပဲဘာမှမလုပ်ချင်တော့ရင်တော့အကြာကြီးရက်မနေဖြစ်တော့ပဲအော်ပြီးငိုချလိုက်ချင်ရင်တော့ခံစားချက်ကိုအလိုမလိုက်တော့ပဲကိုလိုယုံထွက်လိုက်ချင်ရင်တော့ကို့အပေါ်အမိပြုတ်နေရတဲ့သူတွေကိုကြည့်ရင်ပျော်မနေတော့ဘူးဆိုရင်တော့အတက်နိုင်ဆုံးပြုံးထားဖြစ်ခဲ့ပါတယ်အခါတွေမကြိုက်ပြီမေယောဂပျောက်ဖို့ဆေးတွေတောက်ရတယ်လို့ပါပဲမချို့ဘူးဆိုတာသိပြီမေလေဘဝရင်းကျက်မှုအတွက်နာကျင်စရာတွေကိုမောတောက်ခဲ့ပါတယ်